မြန်မာပြည်မှာမွေးငါးဆိုင်ပေါင်းရာထောင်ချီပြီးတော့ရှိပါတယ်အဲ့ဒီထဲမှာနာမည်ကျော်ကြားတဲ့မွေးငါးဆိုင်တွေကတော့ရန်ကုန်မွေးဟင်းငါးတို့ပဲခူးမွေးဟင်းငါးတို့မော်လမြိုင်မွေးဟင်းငါးတို့အေယာဝတီမွေးဟင်းငါးတို့အေယာဝတီမွေးဟင်းငါးဆိုရင်အေယာဝတီတိုင်းထဲမှာရှိတဲ့မြို့တော်တော်များများပေါ့နော်အဲ့ဒီမြို့တွေရဲ့နာမည်တွေကိုပါနာမည်ကမွန်းတက်ပြီးတော့ဖွင့်တဲ့ဆိုင်တွေများကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ညောင်လေးပင်ဒေသမှာလည်းမွေးဟင်းငါးလက်ရကောင်းကောင်းရှိပါလျက်နဲ့ဘာကြောင့်ညောင်လေးပင်မွေးဟင်းငါးဆိုပြီးတော့တက်ပြီးတော့ရောင်းတာမတွေ့တာလဲဆိုတော့အတွေ့အမျိုးကျွန်တော်မှာစိတ်ကူးလေးပေါ်လာတယ်ဗျပေါ်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့လက်ရကောင်းကောင်းလေးကိုအမတွေရှေ့ကနေပြီးတော့မှဟင်းချက်လက်ရကောင်းကောင်းလေးတင်ယူပြီးတဲ့ခါကျတော့ငါတို့လက်ရလေးကိုညောင်လေးပင်ဒေတာလက်ရလေးအစားအစာလေးကိုချပြမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပြီးတော့ဒီလိုဆိုင်လေးဖွင့်ပြသွားတာပါ။ကြည့်ကျွန်တော်ရဲ့မဟင်းလက်ရလေးကလိုချက်မှန်ရှိနေခဲ့မယ်ဆိုရင်ကျွန်တော်မူဖတ်ကြည့်ပင်ရညောင်လေးပင်ဒေတာနဲ့တင်စရာမြင်စရာများအားနဲ့တက်ဆိုင်ခြင်းမရှိပဲကျွန်တော်တူတယောက်တည်းရဲ့ညံပြမှုကြောင့်သာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလည်းမေတ္တာရက်ခံပြောကြားလိုပါတယ်ဗျ။ကြည့်ကျွန်တော်ရဲ့မဟင်းကားလက်ရလေးကမဟင်းလက်ရလေးကအရန်စားလို့ကောင်းနေမယ်တောက်လို့ကောင်းနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်မူဖတ်ကြည့်ပင်ရညောင်လေးပင်ဒေတာနဲ့တင်စရာမြင်စရာများအားလုံးကိုကျေးဇူးဆက်ခွင့်ရတဲ့အတွက်များစွာပျော်ရွှင်ဝမ်းမြောက်မိမှာဖြစ်တဲ့အကြောင်းလည်းပြောကြားလိုပါတယ်ခင်ဗျာ